လွင်ရနဲ့ရှိချစ်တို့လည်းခေါင်းဆောင်လိန်ကိုဒုက္ခတဲ့စခန်းစီတဲဆောင်လာခဲ့ကြပြီးစခန်းမှာလမ်းကြုံဝင်နားယူနေတဲ့ဆရာကြီးပိုင်စီကိုခေါ်ဆောင်သွားခဲ့ကြကအကူအညီတောင်းခံခဲ့ကြပါတယ်။ဆရာကြီးကဆေးပညာရှင်တယောက်လိုစမ်းသပ်စစ်ဆေးကြည့်ပြီးခေါင်းဆောင်လိန်ရဲ့အတိတ်ကကြင်ကြံခြင်းစွမ်းအင်တွေဟာတစုံတစ်ယောက်ရဲ့ဖြစ်စည်းခြင်းကိုခံထားရဘူးလိမ့်မယ်လို့တွက်ဆမိလိုက်ပါတော့တယ်။ပြင်းထန်တဲ့ဒဏ်ရာဟောင်းတွေကြားကနေအခုလိုအဆင့်ထိပြန်ကျင့်ကြံနိုင်ခြင်းဟာအံ့ဩစရာကောင်းတဲ့အဖြစ်အပျက်တစ်ခုဆိုပေမဲ့အခုရရှိလာတဲ့ဒဏ်ရာအသစ်တွေဟာအရင်ဒဏ်ရာတွေကိုပိုဆိုးရွားသွားစေခဲ့ပါတယ်။ကျင့်ကြံခြင်းတွေလည်းပျက်စီးသွားရပြီဖြစ်လို့နောက်ပိုင်းနေ့ရက်တွေမှာတာမန်လူတစ်ယောက်လိုနေထိုင်သွားရနိုင်ပါတယ်။ခေါင်းဆောင်လိန်ကလက်ရှိအခြေအနေကိုနားလည်လက်ခံထားပြီးတာမန်လူအနေနဲ့အသက်ရှင်နိုင်သေးတာကမဆိုးလာတဲ့အခြေအနေတစ်ခုလို့မှတ်ယူထားခဲ့တာကြောင့်ဆရာကြီးပိုင်ကစိတ်ညွှန်းတစ်စောင်ရေးထားပေးခဲ့ပါတယ်။ရွှေချင်းတို့လည်းကျေးဇူးတင်စကားပြောကြားခဲ့ကြပြီးဆရာကြီးစီကထွက်ခွာလာကြသလိုစခန်းရဲ့ခေါင်းဆောင်ကြီးကလည်းလှုပ်ရှားမှုတွေတိတ်တဆိတ်စောင့်ကြည့်နေခဲ့ကြကမိုးကြိုးအဖွဲ့အစည်းကိုအပီးတိုင်မရှင်းလင်းနိုင်ခဲ့တဲ့အချက်ကိုမကြေမနက်ဒေါသထွက်နေရပါတယ်။သူ့ဘေးမှာလည်းညင်ငှက်အဖွဲ့ရဲ့တက်မှုလို့လူသိများကြတဲ့မျက်နှာဖုံးဆွလူတယောက်ထက်ရှိနေခဲ့သလိုခေါင်းဆောင်လိန်ရဲ့ခြံဝင်းထဲမှာလည်းဝမ်းနည်းမှုတွေပြည့်နှက်နေပါတယ်။အပြင်ဘက်မှာတမ္မာချင်းရောင်ဆောင်ထားခဲ့ပေမဲ့ဖော်မပြနိုင်တဲ့နာကျင်ဝမ်းနည်းမှုတွေပြည့်နှက်နေလျက်ရှိတာကြောင့်အဖွဲ့သားတွေကိုအပြင်ထွက်သွားဖို့တောင်းဆိုလိုက်ရပြီးသူတယောက်တည်းအချိန်ဖြုံးခြင်းကြောင့်ပြောပြလာခဲ့ပါတယ်။ဒါကိုမြင်တော့ရွှေချင်းလည်းစိတ်မကောင်းဖြစ်ရပြီးဆရာကြီးပိုင်စီနောက်တစ်ကြိမ်ထပ်သွားမိလိုက်ပြီးခေါင်းဆောင်လိန်ကိုမူလအတိုင်းပြန်ကောင်းလာစေမဲ့တခြားနည်းလမ်းထက်ရှိသေးလားလို့မေးမြန်းကြည့်မိပါတယ်။ဆရာကြီးပိုင်လည်းခဏလောက်စဉ်းစားတွေးတောခဲ့ပြီးတားမြင့်နေမိရဲ့အနက်ဆိုင်ဆုံးနေရာတစ်ခုမှာကန်ကြမာပန်းဆိုတဲ့ဆေးဘက်ဝင်အပင်တစ်မျိုးရှိကြောင်းပြောပြလာခဲ့ပါတယ်။ဒီဆေးပင်ကခန္ဓာကိုယ်ရဲ့သွေးကြောတွေကိုပြန်ရှင်သန်စေနိုင်တဲ့အစွမ်းရှိတာကြောင့်တေအန်လူဆဲဖြစ်နေတဲ့လူတစ်ယောက်ရဲ့အခြေအနေကိုပါပြန်လည်ကုသပေးနိုင်တဲ့အာနိသင်ရှိနေခဲ့ပါတယ်။ခေါင်းဆောင်လိန်သာဆေးစီနစ်တွေရရှိသွားခဲ့မဲ့ဆိုရင်သူ့တက်တန်လည်းပိုတိုးလာမှာဖြစ်တဲ့အပြင်အချိန်ကြာအောင်အသက်ရှင်နိုင်အောင်မှဆိုပေမဲ့ရှားပါလွန်းတဲ့ဒီဆေးပင်ဟာလွန်ခဲ့တဲ့နှစ်အနည်းငယ်မှတောင်တားမြင့်နေမြေထဲမှာတစ်ကြိမ်လောက်ပဲထွက်ပေါ်ခဲ့ဘူးတာဖြစ်ပါတယ်။ဒီစကားတွေကြားလိုက်ရတဲ့အခါရွှေချင်းရဲ့မျက်ဝန်းထဲမှာမျောလင်းချက်အလင်းတန်းတွေဖြတ်ပြေးသွားခဲ့ရပြီးခေါင်းဆောင်လိန်ကိုကယ်တင်ပေးနိုင်မယ်ဆိုရင်ကန်ကြမာဆေးပင်ကိုရှာဖွေပေးမယ်လို့စိတ်ပိုင်းဖြစ်လိုက်ပါတော့တယ်။ဒီနောက်မှာတော့တားမြင့်နေမြေရဲ့ချက်ချင်းဝင်ရောက်သွားခဲ့ပြီးဆေးပင်တွေကိုလိုက်လံရှာဖွေနေခဲ့ကမိစ္ဆာသားရဲတွေနဲ့မကောင်းဆိုးဝါးတွေကိုလည်းအတက်နိုင်ဆုံးရှောင်တိန်ခဲ့ရပါတယ်။တားမြင့်နေမြေထဲမှာရှားပါတဲ့ဆေးပင်တစ်မျိုးမျိုးကိုရှာတွေ့တိုင်းမှလည်းဆရာကြီးပိုင်စီလာရောက်ပြသလေးရှိပြီးကန်ကြမာဆေးပင်လာလို့မေးမြန်းတတ်ပါတယ်။ရွှေချင်းအတွက်တော့ဒီလိုမေးခွန်းတွေကတာမန်မေးမြန်းခြင်းမျိုးမဟုတ်ပဲဆေးဝါးပညာဆိုင်ရာကိုစီးပူးနေတာဖြစ်တဲ့အတွက်ဆရာကြီးရဲ့လမ်းညွှန်မှုတွေကိုလည်းဉာဏ်ပူဇော်ကပြန်ပေးသွားတတ်ပါတယ်။တလားပြည့်အောင်အပတ်တကုတ်ရှာဖွေခဲ့ပေမဲ့လည်းကန်ကြမာပန်းရဲ့အရေးအယောင်ကိုရှာတွေ့နိုင်ခြင်းမရှိခဲ့ပါဘူး။တစ်ဖက်မှာတော့ဆရာကြီးပိုင်ကတပည့်နှစ်ယောက်ကိုဆေးဖက်ဝင်ပင်တွေကိုခွဲချမ်းတင်ပြပေးနေခဲ့ကနေ့စဉ်ရက်ဆက်တင်ကြားပေးနေပေမဲ့အဲ့ဒီတပည့်တွေကဆရာကြီးပိုင်ရဲ့မေးခွန်းတွေကိုလုံးစိပတ်စိပြန်မဖြေနိုင်ခဲ့ကြပါဘူး။ဒီအချိန်အပြင်ဘက်မှာရွှေချင်းရောက်နေတာကိုသတိထားမိလိုက်တာကြောင့်ဒီမေးခွန်းကိုဖြေခိုင်းကြည့်လိုက်ပါပြီ။ရွှေချင်းကလည်းလွန်ခဲ့တဲ့တလလုံးမှာဆေးပင်တွေကိုကိုယ်တိုင်လိုက်ရှာခဲ့ပြီးခွဲချမ်းစိတ်ဖြာမှုကိုလေးလာထားခဲ့ရတဲ့အတွက်ဆရာကြီးပိုင်ရဲ့ခက်ခဲလာတဲ့မေးခွန်းအကုန်လုံးကိုအမှားယွင်းမရှိစွာပြန်ဖြေဆိုနိုင်ခဲ့ပါတယ်။ရွှေချင်းရဲ့ထက်မြက်မှုနဲ့အရေးချင်းတွေကိုမြင်လိုက်ရတဲ့အခါဆရာကြီးပိုင်လည်းသွေးမျက်လုံးကိုင်းရဲ့အကြီးအကဲဖြစ်သူတစ်ချိန်တုန်းကဒီကောင်လေးအကြောင်းတွေသူ့စီပြောခဲ့ဘူးတာသတိပြန်ရသွားခဲ့ပါတယ်။အကြီးအကဲဖြစ်သူကအမိုက်ကောက်စခန်းမှာမျိုးစေ့ကောင်းတစ်ခုကိုရှာတွေ့ထားတဲ့အတွက်အဲ့ဒီမျိုးစေ့ကပြိုးပင်ကောင်းလေးဖြစ်လာနိုင်မလားဆိုတာဆရာကြီးပိုင်ကိုစမ်းသပ်စေခဲ့တာဖြစ်ပါတယ်။တေချာအောင်စဉ်းစားပြီးချိန်မှာတော့ဆရာကြီးပိုင်လည်းရွှေချင်းကိုတပည့်အဖြစ်လက်ခံပေးခဲ့တဲ့အပြင်နောက်နေ့တွေမှာတခြားတပည့်တွေလိုသူ့စီလာပြီးဆေးပညာရက်တွေလေးလာစီးပူးခိုင်းလိုက်ပါတော့တယ်။ဒီအကြောင်းကိုခေါင်းဆောင်လိန်ကြားလိုက်ရတဲ့အခါဆရာကြီးပိုင်ဟာခရဲမြေရိုင်းဒေသကနေဆင်းသက်လာခဲ့ပြီးဂုံတရေရှိတဲ့ပညာရှင်ကြီးဖြစ်တာကြောင့်ရွှေချင်းအတွက်ဂုဏ်ယူပေးနေမိပါတယ်။ဆရာဖြစ်တင်မြောက်တဲ့အခါဆရာတပည့်ကြားကထုံတန်းစင်လာအတွက်လည်းတေအိုးတလုံးထပ်ထုတ်ပေးလိုက်သလိုရွှေချင်းသာဒီဆေးပညာရက်တွေတင်ယူတက်မြောက်သွားခဲ့မယ်ဆိုရင်နောင်နာကဘဝခရီးလမ်းအတွက်တကယ့်ကိုအသုံးဝင်လာနိုင်တယ်လို့ပြောပြပေးလိုက်ပါတယ်။နောက်တစ်နေ့ဆရာကြီးပိုင်စီသွားရောက်တဲ့အခါတေအိုးကိုတေချာဆက်သလိုက်ပြီးဆရာအဖြစ်တင်မြောက်ခဲ့တဲ့နောက်ဆေးပညာပိုင်းသင်ခန်းစာတွေကိုဂရုတစိုက်တင်ယူလေ့လာခဲ့ပါတော့တယ်။ရက်နေငယ်လောက်တက်ရောက်ပြီးချိန်မှာတော့ရွှေချင်းရဲ့ဆရာတူအမကြီးဟာကလေးလေးရဲ့မျက်နှာကဘာဖြစ်လို့အမြင့်ကြီးပင်နေရတာလဲဆိုပြီးစူးစမ်းကျင်စိတ်ဖြစ်လာခဲ့ရတာကြောင့်အဝတ်တစ်ခုနဲ့အတင်းတုပ်ပေးလိုက်ပါတယ်။အညစ်အကြေးတွေတန့်စင်ပြီးသွားတဲ့အခါဖုံးမုံတွေကြားမှာအချိန်တော်ကြာအောင်ဖုံးကွယ်နေခဲ့တဲ့ရွှေချင်းရဲ့ချုံမောခန့်ညာလာတဲ့ရုပ်ရည်အစစ်အမှန်ပေါ်ထွက်လာခဲ့တာကြောင့်ဆရာတူအမလည်းကလေးလေးကဒီလောက်တောင်ချုံမောလွန်းတာလားဆိုပြီးရင်သက်ရှုမောငေးကြည့်နေကြရရှာပါတယ်။ရွှေချင်းအတွက်ကတော့ဒီလိုမျိုးကဘာပြက်ကြီးထဲမှာတန့်ရှင်းအောင်နေထိုင်နေခြင်းကအန်ဒီယေကိုဖိတ်ခေါ်နေတာဆိုပြီးမြေမုံတွေပြန်တုတ်ထားလိုက်ပါတယ်။ဒီလိုနဲ့အချိန်တွေကုန်လွန်သွားခဲ့ပြီးရွှေချင်းတယောက်တားမြင့်နေမြေထဲမှာကန်ကြမာပန်းပွင့်ကိုအချိန်ချင်းဝင်ရောက်ရှာဖွေနေခဲ့တယ်လို့လာနေငယ်ထက်ကြသွားခဲ့ရပေမဲ့ရွှေချင်းကတော့ဇွဲမလျှော့ပဲဆက်လို့ရှားနေခဲ့ပါတယ်။ဒါပေမဲ့တနေ့မှာဆရာကြီးပိုင်စီသူရောက်သွားတဲ့အခါအိမ်တစ်ခုလုံးဟာလာကျင်းနေခဲ့တယ်လို့ဇပွဲပေါ်မှာလည်းနှုတ်ဆက်စာလေးကိုပဲမြင်လိုက်ရပါတော့တယ်
စာထဲမှာတော့ဆရာကြီးပိုင်ဟာအရေးကြီးကိစ္စတစ်ခုပေါ်ပေါက်လာတဲ့အတွက်နှုတ်မဆက်နိုင်ပဲထွက်သွားရတာဖြစ်ကြောင်းလက်ဆောင်ဖြစ်လဲဆေးလုံးဖြူတွေကိုယ်တိုင်ဖော်ဆက်နိုင်မဲ့ဆေးနီးစာအုပ်ညွှန်းကိုခြံထားပေးခဲ့ကြောင်းရေးသားထားခဲ့ပါတယ်။ဒီလိုမျိုးခွဲခွာရခြင်းဟာရွှေချင်းကိုစိတ်မကောင်းဖြစ်စေခဲ့ပေမဲ့ဆရာကြီးပိုင်ကတော့ဒီကဘာပေါ်မှာသူတို့တွေအသက်ရှင်နေသေးရင်တစ်ချိန်ချိန်မှာပြန်တွေ့ဆုံနိုင်သေးတယ်ဆိုပြီးယုံကြည်ချက်ရှိစွာနှုတ်ဆက်သွားခဲ့ပါတယ်။အိမ်ပြန်ရောက်တော့ခေါင်းဆောင်လင်ကိုဒီအကြောင်းတွေပြောပြပေးလိုက်ပြီးခေါင်းဆောင်လင်ကလည်းကံကြမ္မာပန်းကိုဆက်မရှာနဲ့တော့လို့တားမြစ်လာပါတယ်။သူ့အတွက်တော့ကြန့်ရှိနေတဲ့တက်တန်းလေးကိုတာမန်အဖိုးကြီးတယောက်လိုအေးအေးလူလူဖြတ်တန်းသွားရတာကမဆိုးလာတဲ့အခြေအနေတစ်ခုလို့ခံယူထားခဲ့ပါတယ်။ရွှေချင်းကတော့ခေါင်းဆောင်ချက်ပေးတဲ့မွေသားဟင်းတွေကိုအချိန်ကြာကြီးဆက်စားခြင်းသေးတယ်ဆိုပြီးကံကြမ္မာပန်းကိုရအောင်ရှာဖွေမယ်လို့တိတ်တဆိတ်ဆုံးဖြတ်ထားလိုက်ပါပြီ။ဒါပေမဲ့တားမြစ်နေမြေတွေကဒီတစ်ချိန်ခရီးစဉ်မှာတော့ရွှေချင်းလည်းတကယ်ကိုကန်ဆိုးခဲ့ရပြီးကြောက်စရာကောင်းတဲ့မကောင်းဆိုးဝါးကပ်ပေးဖြစ်ရဆန်းတွေထပ်မံရင်ဆိုင်ခဲ့ရပြန်ပါတယ်။တိုက်ခိုက်မှုတွေကြားကအသက်လူရှောင်တိန်လာခဲ့ရပြီးဒဏ္ဍာရီတဲကဖျားเจ้าပြက်ကြီးကိုလက်မြင့်လိုက်ရတာကြောင့်အကာအကွယ်များဖြစ်လာနိုင်မလားဆိုကရင်ပြင်တွင်းကိုပြေးဝင်လိုက်မိပါတယ်။ကံကောင်းခြင်းတော့ဒီเจ้าပြက်ကြီးကိုထိုက်ချမ်းเจ้าတော်ကြီးလို့ခေါ်ဆိုသတ်မှတ်ကြပြီးဒီနေရာမှာဆိုရင်ကက်ဆိုဖြစ်ရက်တွေကိုကာကွယ်ပေးနိုင်တဲ့စွမ်းအင်တာစီကြီးရှိနေတာကြောင့်အခုချိန်မှာတော့ရွှေချင်းလဲဘေးကင်းလုံခြုံသွားခဲ့ရပါတယ်။ရွှေချင်းလဲเจ้าတော်ကြီးရဲ့အတွင်းပိုင်းထဲကိုဖြင်းချင်းစွာတိုးဝင်သွားခဲ့သလိုအထဲမှာလည်းရှေးခေတ်အစဉ်ဆက်ထဲကတီရှိထုလုပ်ထားတဲ့နတ်ဖျားရုပ်ထုကြီးတွေကိုမြင်တွေ့လိုက်ရပါပြီ။ရုပ်ထုတစ်ခုကိုလက်နဲ့ထိကြည့်မိတဲ့အခါရွှေလင်းတန်းတွေရုတ်တရက်ထွက်ပေါ်လာခဲ့ပြီးသူ့ကိုယ်တည်းစီးဝင်သွားကြသလိုထိုက်ချမ်းသားတိုင်းဆိုတဲ့စမ်းကြဲတဲ့အတန်ကြီးတစ်တန်ကလည်းသူ့စိတ်ဝိညာဉ်နဲ့လွှမ်းမိုးလာခဲ့ပါတယ်။အမွေဆက်ခံမဲ့သူကိုစောင့်ဆိုင်နေတာဖြစ်ပြီးမှတ်ထားနိုင်သလောက်ရရှိနိုင်လိမ့်မယ်ဆိုပြီးလှုပ်ဝက်အမွေနစ်ကိုရွှေချင်းစိတ်ထဲရိုက်သွင်းပေးလိုက်ပါတော့တယ်။ဒီအချိန်အပြင်ဘက်မှာလည်းအေယာမမကောင်းဆိုးဝါးကြီးကအစီရင်ကိုချိုးဖျက်ပစ်နေခဲ့ပြီးအကွဲတော့မလို့ဖြစ်လာရတဲ့အခါကျောင်းတော်ဆောင်နှက်ဖျားတွေကလည်းနိုးထလာခဲ့ကြရပါတယ်။ရွှေချင်းကိုတဲ့ယာယီထိန်ချုပ်လိုက်ပြီးထိုက်ချမ်းသားချက်ကိုခုတ်ပိုင်းပစ်လိုက်တာကြောင့်ဓာလင်းအောက်မှာမကောင်းဆိုးဝါးတွေပိုင်းဖြတ်ခံလိုက်ရသလိုရွှေချင်းကလည်းရရှိလာတဲ့အခွင့်အရေးကြားမှာဓာတိုင်းတစ်ကွက်လုံးကိုမှတ်သားထားဖို့အစွမ်းကုန်စ조사ခဲ့ပါတယ်။ဒီနောက်မှာတော့ထိုက်ချမ်းသားတိုင်းကိုအောင်မြင်စွာတက်မြောက်သွားခဲ့သလိုစွမ်းအင်တွေကောင်းချီးပေးမှုကြားမှာကျင့်ကြံအဆင့်လဲချီစုဆောင်ခြင်းအဆင့်၅ထိကိုမြင့်တက်သွားခဲ့ရပါတယ်။တောင်ပင်လဲခန္ဓာကျင့်စဉ်ကလည်းကြားငါးကောင်ကိုပေါင်းစည်းပစ်လိုက်ပြီးဝိညာဉ်သားရဲ့အဖြစ်ကိုပြောင်းလဲသွားခဲ့တာကြောင့်ကျင့်ကြံခြင်းအပိုင်းမှာလည်းအကျိုးကျေးဇူးရရှိခဲ့ပါတယ်။ကျောင်းပြက်ကြီးစီအယိုအသေးပြုလိုက်တဲ့အချိန်မြူခိုးတွေကြားကလူရိပ်တစ်ခုချင်းကပ်လာခဲ့တာကြောင့်ရွှေချင်းကအသင်းပြင်ထားလိုက်တော့တစ်ဖက်လူကတစိမ့်ပြားတစ်ခုလာပေးုံတာဖြစ်ကြောင်းရှင်းပြပါတယ်။ဒီတစိမ့်ပြားကိုအသုံးပြုပြီးတော့နေရာပြောင်းစီရင်ကိုတစ်ကြိမ်အသုံးပြုနိုင်တဲ့အကြောင်းသိမကြခင်မှာသွေးမျက်လုံးကိုင်းရဲ့တပည့်ရွေးချယ်စာမေးပွဲကိုတွားရောက်ဖြေဆိုတင်ကြောင်းပြောပြသွားခဲ့ပါတယ်။ရွှေချင်းလည်းအဖိုးတန်တစိမ့်ပြားကိုလက်ခံယူထားလိုက်ပြီးဒုက္ခသည်စခန်းစီကိုအမြန်ပြန်လာခဲ့ပါတယ်။ဂိတ်တကားစီသူပြန်ရောက်တဲ့အခါထွက်ခွာဖို့ပြင်ဆင်နေကြတဲ့ဂိုင်းအဖွဲ့တစ်ခုကိုမြင်လိုက်ရတဲ့အပြင်အရင်တုန်းကသူ့တခါကူညီပေးခဲ့မှုတဲ့အမာရွတ်မိန်းကလေးကလည်းအဖွဲ့သားဖြစ်နေတာကိုသိလိုက်ရပါတယ်။ရွှေချင်းဟာအမြဲတမ်းမျက်နှာညှိုးငယ်ပြီးစိတ်မကောင်းဖြစ်နေတာကိုမြင်လိုက်ရတဲ့အခါသူမရဲ့နှုတ်ဆက်လက်ဆောင်အနေနဲ့တကြားလုံးတစ်လုံးကိုပေးအပ်သွားခဲ့သလိုသူမနဲ့အတူအပြင်ဘက်စီလိုက်ခဲ့ခြင်းလားလို့လည်းဖိတ်ခေါ်ခဲ့ပါသေးတယ်။ရွှေချင်းကတော့သူ့စီမှာကိုပိုင်လမ်းကြောင်းရှိနေပြီဖြစ်တာကြောင့်ဒီဖိတ်ခေါ်ချက်ကိုယဉ်ကျေးစွာညှင်းပယ်လိုက်ပါတယ်။လက်ရှိအချိန်မှာခေါင်းဆောင်လိမ့်နဲ့အတူနေထိုင်ရခြင်းကရိုးရှင်းတဲ့အိမ်လေးတစ်လုံးဖြစ်ပြီးစိတ်ချမ်းသာစွာပြန်နာခိုနိုင်တဲ့တစ်ခုတည်းသောအနှွေးထွေးဆုံးဖြစ်တဲ့မိသားစုအိမ်လေးလို့မှတ်ယူထားခဲ့ပါတယ်။ခေါင်းဆောင်လိမ့်ကမိသားစုဝင်တစ်ယောက်လိုအမြဲတမ်းစောင့်ကြိုပေးနေတာကြောင့်ရွှေချင်းလည်းတည်ငြိမ်အေးချမ်းမှုကိုခံစားနေခဲ့ရပါတယ်။ဒါပေမဲ့သူအိမ်ကိုပြန်ရောက်သွားချိန်မှာတော့ဘယ်သူမှမထင်မှတ်ထားတဲ့ထိတ်လန့်စရာအခြေအနေကြီးတစ်ခုကစီးကြိုနေလျက်ရှိပါတယ်။ချမ်းဝင်းတစ်ခုလုံးမြင်မကောင်းအောင်ပြိုကျပျက်စီးနေခဲ့ပြီးပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်ပွားသွားခဲ့တဲ့ခြေရလက်ရာတွေကိုစစ်ဆေးမိလိုက်တာကြောင့်နေရာအနှံ့လိုက်ရှာကြည့်လိုက်ပေမဲ့ခေါင်းဆောင်လိမ့်ရဲ့အရေးအယောင်ကိုလုံးဝရှာမတွေ့ခဲ့ပါဘူး။မကြာခင်မှာပဲဒဏ်ရာပြင်းထန်နေတဲ့လွင်ရတို့ကသူ့စီရောက်လာကြပြီးခေါင်းဆောင်လိမ့်ကအန်ဒီယကြီးကိုရင်ဆိုင်နေရပြီဖြစ်ကြောင်းအသိပေးလာကြပါတယ်။ဒီကိစ္စတွေအားလုံးရဲ့နောက်ွယ်တရားခံကတော့ခေါင်းဆောင်လိမ့်ပေါ်မှာအတိတ်တုန်းကနာကြီးချက်တွေရှိတဲ့ညဉ့်ငတ်အဖွဲ့ပါပဲ။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကအဲ့ဒီအဖွဲ့ခေါင်းဆောင်ဟာခေါင်းဆောင်လိမ့်ရဲ့ချစ်သူမိန်းကလေးကိုရက်ဆက်စွာတပ်ပစ်ခဲ့ကြတဲ့အတွက်ခေါင်းဆောင်လိမ့်ကစိတ်ယူပေါက်ပြီးတော့အဲ့ဒီတစ်ဖွဲ့လုံးကိုအစဖြောက်တပ်ဖြတ်ခဲ့ပူပါတယ်။ဒါပေမဲ့အဖွဲ့ခေါင်းဆောင်ကအသက်ရှင်ကျန်ရစ်ခဲ့ပြီးအခုချိန်မှာခေါင်းဆောင်လိမ့်ကိုလက်စားပြန်ချေဖို့ရောက်လာခဲ့တာဆိုပြီးအတိတ်အကြောင်းတွေရှင်းပြလိုက်တဲ့အခါရွှေချင်းလဲဒေါသထွက်လာခဲ့ရသလိုဒီအချိန်မှာရန်သူအဖွဲ့သားတွေကထပ်မံရောက်ရှိလာခဲ့ကြပါတော့တယ်